ပြောဖဲဟောတော့အကြောင်းများအချိန်မီဖြစ်ခြင်းဆိုပြီးပြောဖဲကြိုတင်ဟောထားတော့အရာများကကြိုတင်ဟောထားတော့အချိန်မှာပဲဖြစ်လာတယ်ဆိုတဲ့အကြောင်းကိုဒီနေ့ကျမတို့လေ့လာသွားမှာဖြစ်ပါတယ်ကြားလိုက်တော့ဘုရားသခင်နှုတ်ကပတ်တရားတော်အမှန်တရားကိုလှမ်းဖြန့်တာမျိုးတွေနဲ့ဖြစ်ရအောင်ကပတ်ကလေးကိုတတ်ထားပေးပါကျမ်းစာထဲမှာအချိန်နဲ့ပတ်သက်ပြီးတော့မှအကြာဆုံးကိုဖော်ပြထားတော့ပြောဖက်ပြုတ်ပြုတ်တင်ဟောထားသောအရာကဘလို့ပြည့်စုံတာလဲဆိုတာကိုလေ့လာသွားမှာဖြစ်ပါတယ်။သခင်ခရစ်တော်ဘုရားသခင်ဤလောကမှာပထမဦးဆုံးချိန်မကြွလာခင်ကတည်းကဘယ်အချိန်မှာကြွလာမလဲဆိုတာကိုကျမ်းစာထဲကနေပြီးတော့မှကြိုတင်ပြီးတော့မှဖော်ပြထားတယ်။သူဘလို့သိချင်းတဲ့ဘယ်အချိန်မှာသိရမလဲဆိုတာကိုလည်းကျမ်းစာထဲမှာကြိုတင်ပြီးတော့မှဖော်ပြထားတယ်။အာကာသမကောင်းကင်တမန်သတင်းစကားများအဲ့ဒီကောင်းကင်တမန်သုံးပါးသတင်းစကားကအလုံးမပင်အရေးကြီးသောသတင်းစကားတွေဖြစ်တဲ့သခင်ခရစ်တော်ဘုရားဒုတိယကြိမ်မကြွလာခင်မှာအရေးကြီးသောသတင်းစကားကိုဒီကမ္ဘာလောကလုံးလူတွေအကုန်လုံးကိုကြားဖို့ရန်အတွက်ကောင်းကင်တမန်သုံးပါးသတင်းစကားရဲ့ပထမကောင်းကင်တမန်သတင်းစကားလူတွေကိုစစ်မှန်သောဘုရားသခင်ကိုဝတ်ပြုကိုးကွယ်ဖို့ရန်အတွက်ဘုရားသခင်ကိုချီးမွမ်းဖို့ရန်အတွက်ဖိတ်ခေါ်တယ်တရားစီရင်တော့အချိန်ကြာရောက်လာပြီဆိုပြီးတော့မှဗျာဒိတ်ကျန်ကိန်း14အငယ်9မှာဖော်ပြထားတယ်။ဒီနေ့ကျမတို့လေ့လာမယ့်ဘုရားသခင်နှုတ်ကပတ်တရားတော်ကဒံယေလအခန်းကြီး10ဒံယေလအခန်းကြီး9မှာအခြေခံဖော်ပြသွားပါတယ်။ဘုရားသခင်ကဒီတရားစီရင်တော့အချိန်ဘယ်နေ့မှာစတင်တယ်လဲလေ့လာသွားမယ်။ကျမ်းစာထဲကနေပြီးတော့မှပယောဖက်တွေကသခင်ခရစ်တော်ဘုရားသည်မေရှိယဖြစ်ကြောင်းကိုဖော်ပြထားတယ်။အဲ့ဒီမေရှိယဖြစ်တယ်ဆိုတော့ဘလို့ပြည့်စုံသွားသလဲဆက်လက်ပြီးတော့မှလေ့လာသွားမှာဖြစ်ပါတယ်။ကျမ်းစာထဲမှာဒံယေလအခန်းကြီး10ဒံယေလအခန်းကြီး9တဲ့ကောင်းသောပယောဖက်ပြုတ်ထားတဲ့ဒီထက်ကောင်းတာတကယ်ကိုမရှိဘူး။ဤကြိုတင်ဟောထားချက်ကိုကျွန်တော်တို့နားလည်ဖို့ရန်အတွက်လေ့လာနေတဲ့အခါမှာသင်ရှင်တော်ဝိညာဉ်တော်ဘုရားကျွန်တော်တို့တယောက်တန်းစင်းနှလုံးသားမှာတုံသင်ပေးဖို့ရန်အတွက်ဆုတောင်းကြရအောင်။ဒံယေလယူပါရုံရတယ်။ဒံယေလအနာကကြည်ကျန်အခန်းကြီး10မှာပယောဖက်ဒံယေလယူပါယုံရတဲ့အခါမှာသူဘာကိုမြင်ရတယ်လဲဒံယေလအခန်းကြီး10အငယ်3မှာငါမျောကြည့်သောရှေလျားသောဂျုံနှချောင်းရှိသောတိုးတကောင်ဒီလို့ပြောထားတယ်မြစ်တစ်ဖက်၌ရက်နေတယ်လို့ပြောတယ်ကျမ်းစာထဲမှာသိုးကိုဘယ်နေရာမှာအသုံးပြုတာလဲသိုးတွေကဘာကိုပုံဆောင်တာလဲသိုးလို့ပြောတဲ့အခါမှာတဲတော်မှာရစ်ပူဆိုလောက်ရတဲ့ရစ်ကောင်တွေနဲ့အသုံးပြုတယ်ဘာသာရေးမှာအသုံးပြုသောပြိဿံဖြစ်တယ်။ဒံယေလအခန်းကြီး10အငယ်20ဂျိုနှချောင်းနှင့်ပေါ်လာသောသိုးသည်မေဒိရှင်ဘုရင်ပေရသိရှင်ဘုရင်ဖြစ်တယ်။ဒံယေလအခန်းကြီး10အငယ်3-4မှာဖော်ပြထားသောဒံယေလမြင်ရသောသိုးကဂျိုနှချောင်းဒီဂျိုနှချောင်းကမေဒိရှင်ဘုရင်ပေရသိရှင်ဘုရင်ကိုပုံဆောင်တယ်။ဂျိုကနိုင်ငံချက်တကိုဆွမ်းအားသူတို့ဖြင့်ခေါင်းဆောင်တွေကိုဆိုလိုတယ်မေဒီရှင်ဘရင်ပရသိရှင်ဘရင်ကိုဒံယေလခန်းကြီး9အငယ်9မှာဝန်နဲ့ပုံဆောင်ထားတယ်။ဒံယေလနဲ့ဗျာဒိတ်ကျမ်းမှာဖော်ပြထားသောကျမ်းတွေကဘုရားသခင်ကဒံယေလခန်းကြီး1မှာနည်းနည်းဖော်ပြထားတယ်။10မှာနောက်ထပ်နည်းနည်းပြန်ပြီးချက်လာတယ်။ပြောပြစေချင်သောအဓိပ္ပာယ်ကိုနောက်ထပ်တနည်းတစ်လနဲ့ပြန်ပြီးဖော်ပြတယ်။ English ကလည်းဆို repeat and expand သူပြောသောဗျာဒိတ်ကအတူတူပဲနောက်တစ်ခါပြန်ပြီးပြောတယ်နောက်ထပ်နည်းနည်းပြန်ပြီးချက်တယ်နားလေစေချင်တဲ့အတွက်ကြောင့်ပို့ပြီးတော့မှရှင်းစေချင်တဲ့အတွက်ကြောင့်ကျမ်းစာထဲမှာပေါ်ပြထားသောဤပြဒိတ်တွေကိုပို့ပြီးရှင်းလင်းအောင်ထပ်ခါပြန်ပြီးပြောပြတယ်။ဒံယေလတိုးပြီးတော့နောက်ပါဒရိတ်ဆန်သူမြင်ရတယ်လား။ဒံယေလခန်းကြီး21အငယ်20အမွေးကျမ်းသောစိတ်သည်ဟေလသားရှင်ဘုရင်ဖြစ်၏မျက်စိနှလုံးကြား၌ရှိသောဂျိုကြီးသည်ပထမမင်းဖြစ်၏ထိုဂျိုကျိုးပဲ့၍သူ့အရာ၌ဂျို၄ချောင်းပေါက်စီမှာအရင်နိုင်ငံတွင်နိုင်ငံ၄ပါးတည်ထောင်လိုက်မည်ဂျိုနှချောင်းရှိသောသူကြီးနောက်တော့စိတ်ဒီစိတ်ကဂျိုကြီးတစ်ချောင်းရှိတယ်ဒီစိတ်ကသိုးစီကိုရောက်လာပွင့်ရတဲ့အရှိန်အဟုန်ကြီးမားစွာနဲ့ပြေးလာတယ်သိုးကိုတိုက်ဖို့ရန်အတွက်ပြေးလာတယ်အဲ့လိုတိုက်ဖို့ရန်အတွက်ပြေးသွားသောအခါမှာသူ့ရဲ့ဂျိုကြီးကြီးတစ်ချောင်းကကျိုးသွားတယ်သွားတော့ဂျိုကြီးကြီးအရာမှာဂျို၄ချောင်းပြန်ပြီးပေါက်လာတယ်ဒီစိတ်ကြီးကဘာကိုပုံဆောင်တာလဲတတရားနိုင်ငံဖြစ်သောဟေလသနိုင်ငံကိုပုံဆောင်တယ်သူရဲ့ဂျိုကြီးကြီးက Alexander the Great ကိုပုံဆောင်ခြင်းဖြစ်တယ်Alexander the Great ကြဆုံပြီးနောက်ပိုင်းမှာသူ့ရဲ့အိုကြီး၄ယောက်ကတက်လာတယ်။သူ့ရဲ့နိုင်ငံတော်ကိုလေချမ်းမျှဝေပြီးတော့မှအုပ်ချုပ်ကြတယ်။ဒံယေလခန်းကြီး9အငယ်6မှာဂျို၄ချောင်းကဘက်ဒရိတ်စနဲ့ပြန်ပြီးတော့မှခံနိုင်ထားတယ်လေ။
Jate, Dijate company alone, Lelong. The mind will be empty. Alexander the Great, that sound will be now by ma. Do ye, Uto, Le, de la Kere. About the mind, quetty, guinea is ragu, reale. Taylor, can you share and a shake go, ma? You say, Hella that nine, about learn will be now by ma, pay nine, pay in by a bola kettle. Do pay you to say the alone Jima Chindo Yali, Kong A Jidoka, Jo Ji, Jo Pei, To Jo Yanai, to Sando Julie Zhang Baye, Mogang Lim Yanago, Yana Buzai, To Li Zhang Dui, the Chang Tega, a Tago, Jo Det Zhang, Bao Bian Yue, Dao Miana Dolagang, a Shim Yana Dolagang, Bayado Bidolagang, Miana Bue, alone Jima Chindo Yali. 就李张家嘛，就在这里唱包啦嘞，就在这里个把古蹦上啦嘞，要么因把牙古蹦上嘞。Antioch Epiphanes 说嘞，一边个巴勒斯坦嘛，基础开嘞，不到我们画面亚述呢，那库拉嘛，都个旧路苗的个撇死别开嘞，旧路苗的个比个怪木的多苗个嘞，那我些别开嘞，这就个爱里岗上撇的路用起的。 多把大一变变来木多多面老多 reformer 的个把标的来是了，一就的那个罗马 empire 撇的，罗马 empire 个有土的你那边的古怪的，把大一别嘛配配也算啊的古人的来是的，就的那个罗马 empire 就撇把的是了个，怎么说把的的套套呢要怎么嘞？ 对啦，看见你，对啦，看见看你，对这差几没所言。要么empire 个，可那罗表的做的对里撇的时候，地价对呀的。希腊的 empire 伊 ，Greek empire 伊，有那边那边嘛，都把个罗马基础的 empire， 要么 empire 被撇的。The king 快到边一落干嘛？把他妈儿子抓了要拿多钱嘛？个把个基础的 empire 个，要么 empire 撇的。 要么是打的，这看看到过哪边喷的，来我个来嘛，准备到嘛撒开炸的，让人家偷的，看到也定在个哪边烧了，要么是打的撇的。但是啦，那个的真，看你shit嘛，跑边他到一九的那个，要么人把要表现撇的。对啦，看你shit嘛，边他到medieval 的个，起码亲了要的。哎，你 now 谁的讲个，alone 起码啦的路表的。 Medieval Empire 个，他们说起码的，都到希腊大 Empire 个 Medieval 的，不比他们起码的，alone 起码的，真是表他的。希腊大 Empire、Greek Empire， 这不比他们像安那起码的 Empire 个，罗马 Empire，English 讲的是 exceedingly great lo表他的，alone 起码的，这不比他人到多个起码的，你就得得那个。 但买个变几没所言，希腊大单比个，一直拉路苗的个拉比多嘛，欧洲的等摆比那摆嘛，都也是的古巴哇不能起码的，不懂小马拉没起码不，小马也算啊这个，第一直拉路苗不嘛，那真的呀个不比多嘛起码的是了的，小马因把呀个都也这个的，当面那一个主单比，Egypt 个表的。 အရှိလို့ပြောတဲ့ခါမှာမက္ကဆီဒိုနီးယားကိုပြောတယ်။ပါရသောပြည်လို့ပြောတဲ့ခါမှာပါလက်စတိုင်းတိုင်းပြည်အဲ့ဒီသူရဲ့တကူတွေကိုထိုးဖောက်နိုင်ခဲ့တယ်။ရောမအင်ပါယာကသမိုင်းကိုပြင်ကြည့်မယ်ဆိုရင်အခုဒေလာခန့်ကြီးရှစ်ငယ်ကိုမှဖော်ပြထားသောအရာအကုန်လုံးနဲ့ကွက်တိဖြစ်တယ်။သခင်ခရစ်တော်ဘုရားကိုတိုက်ခိုက်ခဲ့သောတကူအာဏာကရောမအင်ပါယာဖြစ်တယ်။ ထိုမြမကဝိုချေတခင်တိုင်အောင်ထောင်လွှားခြင်းကိုပြုလျက်နေ့ရက်အစဉ်ပြုသောဝတ်ကိုပယ်၍တန်ရှင်ရဌာနတော်ကိုရှုတ်ချလေ၏သခင်တို့၏သခင်ကိုစန့်ကျင်ပဲပြုလိုက်မည်သခင်တို့၏သခင်ခရစ်တော်ဘုရားကိုသူတို့စန့်ကျင်ခဲ့တယ်ဝိုချေတခင်ကိုစန့်ကျင်ခဲ့တယ်သခင်ခရစ်တော်ဘုရားကိုလက်ဝါးကတိုင်ပေါ်မှာတင်ပြီးတော့မှသတ်ခဲ့တာဂျူးလူမျိုးတွေကိုပြုတ်ကိုကွယ်တဲ့ဗိမာန်တော်ကိုလည်းဖျက်ဆီးပစ်တာယောမစစ်သားတွေယောမအင်ပါယာယောမခေတ်ခါဖြစ်တယ်ယောမပေပါခေတ်ကဒေလာခန်းကြီးရှေအငယ်7အငယ်73မှာတန်ရှင်ရဌာနတော်ကိုရှုံချလေ၏တန်ရှင်ရဌာနနဲ့ဘိုးချီကိုနင်းချင်းအလိုငါနေ့ရက်အစဉ်ပြုသောဝတ်ကိုပယ်ရှင်းတယ်လို့ပြောပြထားတယ်ဘုရားသခင်တန်ရှင်ရဌာနဘိုးချီကိုလည်းခြေတောင်းနဲ့ကိုနင်းချပြစ်တယ်သခင်ခရစ်တော်ဘုရားရဲ့နေရာကိုယူတယ်သခင်ခရစ်တော်ဘုရားကကောင်းကင်နိုင်ငံမှာကျမတို့ရဲ့ဘေးပီယောဟိတ်မင်းကြီးဖြစ်တယ်။ဤလောကမှာသခင်ခရစ်တော်ရဲ့နေရာကိုယူပြီးတော့မှလူတွေရဲ့အပြစ်ကိုခွင့်လွှတ်လို့ရတယ်ဆိုတာပေါ့ယဟန်မင်းဘုန်းတော်ကြီးတဲ့နေရာယူနေတယ်။
လူကခင်းကြီးငါအငယ်27မှာဖယားသခင်မတပါအဘယ်သူသည်အပြစ်ကိုလွတ်နိုင်တဲ့နည်းဤလောကမှာရှိသောဘာသာရေးကောင်းဆောင်လူမှန်သမျှကလူရဲ့အပြစ်ကိုမခွင့်လွတ်နိုင်ဘူးဖယားသခင်တပါတည်တာလည်းခွင့်လွတ်နိုင်တယ်တတိမောသခင်နဲ့ငယ်ကဖယားသခင်နဲ့လူတို့စัจ जा မှာလူဖြစ်သောသခင်ခရစ်တော်တည်ဟူသောအာမခံတူဒီရှိကျမတို့နဲ့ဖမေတော်ဖယားသခင်ကြားထဲမှာသခင်ခရစ်တော်ဖယားတူတည်တာလည်းကျမတို့ရဲ့အပြစ်ကိုခွင့်လွတ်နိုင်တယ်သခင်ခရစ်တော်ကကျမတို့ရဲ့စစ်မှန်သောယေပြိုဟဲ့မင်းကြီးဖြစ်တဲ့အတွက်ကြောင့်ပဲဤလောကဘေဘာသာရေးခေါင်းဆောင်မှာအပြစ်လွတ်သောတကူအခွင့်အရာကိုဖယားဘယ်တော့မှမပေးခဲ့ဘူးလူတွေရဲ့အပြစ်ကိုခွင့်လွှတ်ရတယ်လူတွေကလည်းအပြစ်ခွင့်လွှတ်ချင်ရအောင်တပတ်တစ်ခါနေ့တိုင်းသွားတဲ့နေရာတွေရှိတယ်အဘဖြစ်တယ်တေလာခန်ကြီးရှစ်မှာပေါ်ပြထားသောဤဂျူငယ်သေးသေးလေးကရှစ်အငယ်30အငယ်24 25မှာဒီဂျူသေးသေးလေးကဖယားသခင်ရဲ့သားသမီးပေါင်းမြောက်များစွာကိုဖျက်ဆီးမယ်လို့ပြောတယ်တန်ရှင်သောသူတို့ကိုဖျက်ဆီးပြစ်မယ်လူအများကိုလည်းဖျက်ဆီးပြစ်မယ်အဲ့ဒီဂျိုဟာဘုရားသခင်နှုတ်ပတ်တရားတော်အမှန်တရားကိုမြေသို့နှိမ်ချလေဘုရားသခင်နှုတ်ပတ်တရားတော်အရေးမကြီးဘူးဒုက္ခသမတရားရဲ့အထက်မှာရှိတယ်ဆိုပြီးတော့မှကျင်းဝါနေသောအဖွဲ့အစည်းကယောမအသင်တော်တင်လာကအရင်သိချင်တယ်အထူးသဖြင့်ဘုရားသခင်တန်ရှင်တော်ဒီကိုဖျက်ဆီးပြီးမြင်မနှိမ့်ဆက်တာဘလောက်ကြာလုံးပါလဲဘုရားသခင်နှုတ်ကပတ်တရားတော်တမန်တရားကိုမြေကြီးအောက်မှာလူတွေကျမ်းစာကိုအလေးမထားအောင်ကျမ်းစာထဲမှာဖော်ပြထားသောအရာမရအောင်လုပ်ပြလိုက်ဘလောက်ကြာနေချင်ပါလဲဆိုတော့ဒိန်လာအရင်သိစင်တယ်ဒိန်လာခရင်ရှင်းငယ်ဆက်လေးရခင်ပြောသောသူကရပ်ပေါင်း2300တိုင်ဒီလိမ့်မည်ထို့နောက်တန်ရှင်ရဌာနကိုတဖန်စေးကြောတောက်တင်ကြလိမ့်မည်ဟုပြန်၍ပြောဆို၏ရပ်ပေါင်း2300ကြာလိမ့်မယ်လို့ပြောထားတယ်တရှင်ရဌာနတော်ကိုစေးကြောမယ်လို့ပြောပြထားတယ်။ကျမ်းစာထဲမှာဘုရားသခင်ကြိုတင်ဟောထားသောအရာအချိန်နဲ့ပတ်သက်ပြီးတော့မှကြိုတင်ဟောထားသောအရာတွေကရက်ပေါင်း2300ကိုယေဇကျေလခန်းကြီး4အငယ်6နှစ်အစာရက်ကိုငါထားပြီးတောလျာကျမ်းကင်း14အငယ်34မှာရက်ကိုတစ်နှစ်ထား၏ရက်ပေါင်း2300ကနှစ်ပေါင်း2300ဖြစ်သွားလိမ့်မယ်အရင်ခေတ်ကအစ်တီလာလူမျိုးတွေတနေ့တစ်ခေါက်ရေးပြီးဟဲမင်းကြီးကအတန့်ရှင်ဆုံးအခန်းထဲမှာဝင်သွားတယ်။အဲ့ဒီအချိန်မှာဘုရားသခင်ရဲ့လူတွေအကုန်လုံးကသူတို့ရဲ့အပြစ်ပတ်တမ်းမှာရှိသမျှသောအပြစ်တွေအကုန်လုံးကိုဖယ်ရှားဖို့ရန်အတွက်ပြုလုပ်ကြတယ်။ကိုယ့်ရဲ့အပြစ်ကိုမဝန်ချတောင်းပန်တော်သူတွေအစ်တီလာလူမျိုးတွေကနေပြီးတော့မှဖယ်ရှားခြင်းကိုခံရလိမ့်မယ်။အဲ့ဒီလူမျိုးနဲ့ဘုရားသခင်ကဒီအစ်တီလာလူမျိုးတွေကြားထဲမှာအပြစ်တရားမကောင်းမှုကိုဖယ်ရှားပစ်တယ်ဒီဂျိုသေးသေးလေးကနေပြီးတော့မှဤလောကမှာဘုရားသခင်ရဲ့သားသမီးဘုရားသခင်ရဲ့သက်ရှင်ဌာနတော်ဘုရားသခင်ရဲ့အမှန်တရားတွေကိုနင်းချစ်ထားသောဤအပြစ်ကြီးကတစ်သက်လုံးအမြဲတမ်းရှိမနေဘူးဆိုတာကိုဘုရားသခင်ကတည်လာကိုနားလည်စေခြင်းတယ်ဂျိုသေးသေးလေးကလောကတစ်ခုလုံးထိန်ချုပ်ထားတယ်ဘုရားသခင်ရဲ့သားသမီးတွေကိုလည်းအချိန်ကြာမြင့်စွာညှဉ်းပန်းနှိပ်စက်ခဲ့တယ်ဒီညှဉ်းပန်းနှိပ်စက်ခြင်းကတောက်လျှောက်ရှိနေမှာမဟုတ်ဘူးဆိုတာကိုဘုရားသခင်ကတည်လာကိုသိစေခြင်းတယ်နှစ်ပေါင်း2300ဒီအချိန်မှာဘုရားသခင်ကကောင်းကင်နိုင်ငံရဲ့ဗိမာန်တော်မှာစေကြောခြင်းကိုလုပ်လိုက်မယ်။တရားစီရင်ခြင်းလည်းဖြစ်မယ်။ဤစัจ java မှာနောင်တမရသောအပြစ်မှန်သမျှကဖယ်ရှားခြင်းကိုခံရမယ်။ဒီစัจ java တစ်ခုလုံးအပြည့်ဆိုသောအရာကိုဖယ်ရှားဖို့ရန်အတွက်ဘုရားသခင်စီမံကိန်းရှိခဲ့ပါတယ်။ဘုရားသခင်ရဲ့လူတွေကိုမတရားပြုလုပ်သောအရာအကုန်လုံးကတစ်သက်လုံးရှိနေမှာမဟုတ်ဘူး။ဘုရားသခင်ကသူဖန်ဆင်းထားသောသားသမီးတွေအေဒင်ဥယျာဉ်မှာဘုရားသခင်ရဲ့နှုတ်ကပတ်တရားတော်တိုင်းလိုက်လျောညီထွေသောအသက်ရှင်ဖို့ရန်အတွက်တဖန်အပြည့်နဲ့ကင်းဝင်းသောစัจ java အရှင်တွေကိုဘုရားသခင်ပြန်လည်ပြီးတော့မှတည်ရှိစေမှာဖြစ်ပါတယ်။တန်ရလာစုရီတောင်းပြီးတော့မှအချိန်ကာလနဲ့ပတ်သက်ပြီးတော့ဤပြတဲ့ကိုအရင်နားလဲခြင်းတယ်။ကောင်းကင်တမန်ဂါဘရီလာကသူ့ကိုလာပြီးတော့မှရှင်းပြတယ်ဒေလာခင်းရှိအငယ်စကွန်စကို26မှာအချင်းလူသားနားလေလောဤပြတဲ့ယူပါယုံသည်အမှုကုန်ရသောကာလနှင့်ဆိုင်သည်ဟုငါအားပြောဆို၏ဒေါသအမျက်တော်အစုံ၌ဖြစ်လန့်သောအရာကိုငါကြားပြောအောင်မည်ချင်းချက်သောအချိန်၌လက်ဆက်သလိုက်မည်ထိုစကားကိုတစိ့ခတ်ထားလောတာရှည်သောကာလတိုင်တိုင်တည်လိမ့်မည်ဟုဆို၏ဂါဘရီလာကဒန်ယေလကိုဒီနှစ်ပေါင်း2300ဗျာဒိတ်နဲ့ပတ်သက်ပြီးနောက်ဆုံးသောခေတ်ကာလအချိန်မှာဖြစ်မယ်ဒီနှစ်ပေါင်း2300ရဲ့အဆုံးကသမိုင်းပြင်ကြည့်မယ်ဆိုရင်1998မှာခရစ်တော်ကိုစန့်ကျင်သောသူကဘယ်သူလဲလေ့လာခဲ့တဲ့အခါမှာသိခဲ့ရတယ်
ဒီကောင်းကင်တမန်ကဒီနှစ်ပေါင်း2300ဗျာဒိတ်နဲ့ပတ်သက်ပြီးတော့မှဤသတင်းစကားကိုအယံကိုသိစေချင်တယ်ဒီနှစ်ပေါင်း2300သတင်းစကားဤဗျာဒိတ်ကနောက်ဆုံးသောခေတ်ကာလမှာအသက်ရှင်သောသင်နဲ့ကျမတို့အတွက်ဖြစ်ပါတယ်ဒန်ယေလခန်းကြီးရှင်းမှာဒန်ယေလကယူပါယုံရတယ်ယူပါယုံရတဲ့အခါမှာဂါဘရီလကလာခဲ့တယ်သူရဲ့ဗျာဒိတ်ကိုနားလည်ဖို့ရန်အတွက်ရှင်းပြတယ်ဂါဘရီလလာပြီးရှင်းပြသောအခါမှာနှစ်ပေါင်း2300အချိန်နဲ့ပတ်သက်ပြီးတော့မှဒန်ယေလကိုလာပြီးရှင်းပြတယ်ဒန်ယေလဘာဖြစ်သွားသလဲအာအင်းနဲ့နေပြီးတော့မှပြုတ်ကျသွားတယ်နောက်ပိုင်းသူရဲ့အာအင်းကြီးရယူပြီးတော့မှနောက်တနေ့ဘရင်ရဲ့နန်းတော်မှာအလုတ်လုတ်တယ်ဒါပေမဲ့သူရဲ့စိတ်ထဲမှာဒီနှစ်ပေါင်း2300ဗျာဒိတ်နဲ့ပတ်သက်ပြီးတော့မှမရှင်းမလင်းဖြစ်နေခဲ့တယ်ဒီနှစ်ပေါင်း2300ဗျာဒိတ်နဲ့ပတ်သက်ပြီးတော့ဒန်ယေလမရှင်းတဲ့အခါမှာသူ့လူမျိုးအတွက်သူစွတ်တောင်းတယ်ဒန်ယေလရဲ့လူမျိုးကဂျူးလူမျိုးတွေဖြစ်တယ်အဲ့ဒီချိန်မှာတော့ကဂျူးလူမျိုးကမေဒီပါတီဘရင်ရဲ့လက်အောက်မှာဂျွန်ဖြစ်နေတယ်သူ့ရဲ့လူမျိုးတွေအတွက်အပြစ်ကိုဝန်ချတောင်းပန်တယ်ပယောဖက်ဒန်ယေလကအရှိသူစွတ်တောင်းတယ်ဖယားကိုအနုညွတ်တောင်းခံတယ်သူ့ရဲ့လူမျိုးတွေရဲ့အပြစ်ကိုခွင့်လွှတ်ဖို့ရန်အတွက်သူစွတ်တောင်းခဲ့တယ်ဒန်ယေလခန်းကြီးကိုအငယ်21 23မှာဒန်ယေလကစွတ်တောင်းနေတဲ့အခါမှာဘသူကသူ့လာတော့ပြီးတော့မှသတင်းစကားကိုပြောပြတာလဲဂါဘရီလကသူ့ကိုလာပြီးတော့မှတို့ခဲ့တယ်ဒီဗျာဒိတ်ယူပါယုံနောက်ဆက်တွဲအကုန်လုံးကိုရှင်းပြတယ်ညဦးနဲ့နန်းနဲ့ကိုဖော်ပြသောဗျာဒိတ်ယူပါယုံစကားမှန်သည်ဖြစ်၍ထိုစကားကိုတစိမ့်ခတ်ထားလောတာရှည်သောကာလတိုင်တိုင်ဒီလိမ့်မည်ဟုဆို၏သင်သည်စွတ်တောင်းစားပြုသောအခါအမိန့်တော်ရှိသည်ဖြစ်၍သင်အားကြားပြောခြင်းကငါရောက်လာပြီးသင်သည်အလွန်ချစ်အပ်သောသူဖြစ်၏ထို့ကြောင့်ဗျာဒိတ်တော်ချက်ကိုဆင်ခြင်၍နားလည်ရသောအခွင့်ရှိ၏ဒန်ယေလကအဲ့ဒီယူပါယုံရဲ့အတိတ်ဘက်ကိုကဲကိုစွတ်တောင်းတဲ့အခါမှာသူနားလေရသောခွင့်ကိုဘုရားသခင်ကသူ့ကိုပေးတယ်။အဲ့ဒါကြောင့်မလို့ဘုရားသခင်ကဂါဘရီလကိုပို့လာခဲ့တယ်။ဂျူးလူမျိုးတွေအတွက်ဂျူးလူမျိုးတွေရဲ့မြို့တော်ဖြစ်သောယေရုရှလင်မြို့နဲ့ပတ်သက်ပြီးတော့ဒီနှစ်ပေါင်း2300နဲ့ဘယ်လိုဆက်ဆက်မှုရှိတယ်လဲ။ဒန်ယေလရဲ့မြို့တော်ကယေရုရှလင်မြို့ဖြစ်တဲ့2300ကနေပြီးတော့မှသတင်းပတ်80ကဒန်ယေလနဲ့သူ့ရဲ့လူတွေအတွက်ဂျူးလူမျိုးတွေအတွက်ဖြစ်တယ်။တမဟောင်းကျန်းကဟေဘရဲဘာသာစကားနဲ့ရေးထားခဲ့တယ်ဟေဘရဲစကားမှာဒန်ယေလခန်းကြီးကိုအငယ်24မှာလွန်ကျူးခြင်းအမှုကိုစီတာ၍အပြစ်ကိုတစိမ့်ခတ်စေခြင်းက၎င်းဒုစရိုက်အပြစ်ကိုဖြည့်ရှင်း၍ထာဝရကုသိုလ်ကိုသွင်းစေခြင်းက၎င်းဗျာဒိတ်ယူပါယုံနှင့်အနာဂတ်ဗျာဒိတ်တော်တို့ကိုတစိမ့်ခတ်၍အလွန်သက်ရှင်သောအယက်ဌာနကိုလိမ့်စေခြင်းက၎င်းသတင်း80ကိုသင်၏အမျိုးသားချင်းအဘိုးနှင့်သင်၏သက်ရှင်သောမြို့ကိုဆုံးဖြတ်ခြင်းရှိ၏ဒီသတင်း80ကဂျူးလူမျိုးတွေအတွက်ဖြစ်တယ်တပတ်မှာပဲ80အပတ်လို့ပြောရမှာလားဗျာဒိတ်အချိန်နဲ့ပတ်သက်သော80ကို9နဲ့မြောက်လိုက်တယ်490ရက်ဖြစ်သွားတယ်တရက်ကတစ်နေ့490နှစ်ဖြစ်သွားတယ်1300ကနေပြီးတော့490နှစ်ကိုဖြတ်ပစ်လိုက်တယ်သခင်ခရစ်တော်ပထမဦးဆုံးအကြိမ်သူ့ရဲ့ဂျူးလူမျိုးတွေအတွက်ကြွလာတယ်ဂျူးလူမျိုးတွေအကုန်လုံးကသခင်ခရစ်တော်ကိုမေရှိယအနေနဲ့လက်ခံဖို့ရန်အတွက်ဂျူးလူမျိုးကနေတဆင့်ဧဝံဂေလိသတင်းစကားတစ်ကမ္ဘာလုံးပြန့်နှံ့ဖို့ရန်အတွက်ဘုရားသခင်ရဲ့အစီအစဉ်ရှိခဲ့တယ်။သို့တော့နှစ်ပေါင်း490အစုံသခင်ခရစ်တော်ဘုရားပထမဆုံးတွားလာတဲ့အခါမှာဂျူးလူမျိုးတွေကခရစ်တော်ကိုမေရှိယအနေနဲ့မလက်ခံခဲ့ဘူး။သတင်း80 490ဒီနာလေးမှာအဲ့ဒီချိန်ကာလကဂျူးလူမျိုးတွေအတွက်ဖြစ်တယ်နှစ်ပေါင်း490တိုင်မေဒီပရတိရဲ့ဂျုံကနေပြီးတော့လွတ်မြောက်ဖို့ရန်အတွက်သူတို့မျှော်လင့်ခဲ့တယ်သူရွေးချယ်ထားသောလူတွေနောင်တရဖို့ရန်အတွက်အခွင့်ရှိတယ်နောင်တရပြီးတော့မှသူ့ရဲ့အမှုတော်ကိုဆောင်ဖို့ရန်အတွက်ဧဝံဂေလိသတင်းစကားကိုဒီကမ္ဘာလုံးကိုပြန့်နှံ့ဖို့ရန်အတွက်အခွင့်အရေးသူတို့မှာရှိခဲ့တယ်490နှစ်အပြီးအချိန်မှာဘာဖြစ်ခဲ့သလဲသူရဲ့ဗိမာန်တော်ပြည့်စည်သွားတယ်ဗိမာန်တော်ကပြန်လည်တည်ဆောက်သောအခွင့်အမိန့်ကိုရမယ်လို့ပယောဖက်ယေရမိကကြွတင်ပြီးဟောထားတယ်459 BC မှာဣဇရာမတ်စာခန်းကြီး9ကိုကြည့်မယ်ဆိုရင်ပါရှားဘရင်Artaxerxesအင်္ဂလိပ်လိုသူနန်းဆန်9နှစ်လောက်မှာဗိမာန်တော်ကိုတည်ဆောက်ဖို့ရန်အတွက်အမိန့်ပေးခဲ့တယ်464 BC လောက်မှာစပြီးအုပ်ချုပ်တယ်ဗိမာန်တော်ပြန်ပြီးတည်ဆောက်ဖို့ရန်အတွက်သူအမိန့်ချတာသူနန်းဆန်9နှစ်ဆို459 BC လောက်မှာဗိမာန်တော်ကိုပြန်လည်ပြီးတော့မှတည်ဆောက်ဖို့ရန်အတွက်အမိန့်ပေးလိုက်တယ်
ဒေလာခန်ကြီးကိုအငယ်25ထွတ်ကြောင့်ယေရုရှလင်မြို့တဖန်ဒီထောင်ပြုစုစေခြင်းကအမိန့်တော်ရှိသည့်နေ့မှစ၍ခရစ်တော်သခင်၏လက်ထက်တိုင်အောင်တည်င်းခုနှစ်တည်င်းနှင့်62တည်င်းကြာလိုက်မည်ဟုတိမှတ်နာလေကြလောအနောက်ရှက်ခံရသောကာလ၌မြို့လန်တို့ကိုတဖန်ဒီထောင်ပြုစုရလိမ့်မည်ဟုစီရင်ဆုံးဖြတ်ခြင်းရှိခုနှစ်တည်င်းပြီးရင်62တည်င်းယေရုရှလင်မြို့တည်ထောင်ပြုစုခြင်းအမိန့်တော်ရှိတဲ့အချိန်ကနေပြီးတော့မှမေရှိယကြွလာသောအချိန်သခင်ခရစ်တော်ဖခင်လာပြီးတော့မှနှစ်ချင်းခံသောအချိန်က69တည်င်းဖြစ်တယ်။နောက်ထပ်တစ်ပတ်ကျန်သေးတယ်။အပတ်80ကနေပြီးတော့မှ69တည်င်းလို့ပြောတဲ့ရင်ခုနှစ်နဲ့မြောက်ရင်483 prophetic day 483နှစ်483ရက်လို့ပြောတဲ့အခါမှာ483နှစ်ဖြစ်သွားလိမ့်မယ်483နှစ်မှာသခင်ခရစ်တော်ဘုရားနှစ်ချင်းခံခဲ့တယ် AD 29မှာဖြစ်တယ်ဗိမာန်တော်စပြီးတည်ဆောက်459 BC ကနေပြီးတော့မှ483ပြန်ပြီးတော့မှရည်တွက်တဲ့အခါမှာ AD 29မှာကြာတယ် BC နဲ့ AD တွက်တဲ့အခါမှာတုံညမရှိဘူးတချို့တွက်တော့26ထွက်တယ်ဘာလို့26ထွက်တယ်လဲဆိုတော့ BC ကနေ AD သွားတဲ့အခါမှာ1နှစ်ခါထပ်နေတော့1ကိုပေါင်းရတယ်ဆိုတော့26ပေါင်း29ဖြစ်တယ်မရှိယကြွလာပြီးဆိုတာဘယ်အချိန်မှာတိကျသိနိုင်သလဲတမန်တော်ခင်း30ငယ်38မှာဘုရားသခင်သည်တန်ရှင်သောဝိညာဉ်တော်နှင့်၎င်းတကိုးတော်နှင့်၎င်းနာဇရက်မြို့သားယေရှုကိုဗိတ်သိပ်ပေးတော်မူ၏နာဇရက်မြို့သားယေရှုကိုဗိတ်သိပ်ပေးတယ်လို့ကျမ်းစာထဲမှာဖော်ပြထားတယ်လူကခန်းကြီး3အငယ်21 22မှာလူပေါင်းတို့သည်ဗာတိဆန်ကိုခံကြသောအခါယေရှုသည်လည်းဗာတိဆန်ကိုခံတော်မူ၍စွတ်တောင်းစဉ်တွင်ကောင်းကင်ဖွင့်လင့်သဖြင့်တန်ရှင်သောဝိညာဉ်တော်သည်ဂျုံငယ်ကဲ့သို့ကိုထင်ရှားလျက်ကိုတော်ပေါ်သို့ဆင်းသက်၍သင်ကငါနှင့်တက်မြတ်နိုရာငါ၏ချစ်သားပေသည်ဟုကောင်းကင်ကအသံတော်ဖြစ်လေ၏သခင်ခရစ်တော်ဖခင်ကိုမေရှိယအနေနဲ့ဗိတ်သိပ်ပေးသောအချိန်ကလူကခန်းကြီး3အငယ်1မှာကြည့်မယ်ဆိုရင်ကဲတာဘရင်ဒီပရိနန်းဆန်တဲ့15နှစ်မှာဖြစ်တယ်အဲ့ဒီနေ့က AD 29မှာစခဲ့တယ်ကျမ်းစာထဲမှာကြိုတင်ပြီးတော့မှပြောထားသောအချိန်တိုင်းတကယ်ပဲဖြစ်ခဲ့တယ်အချိန်ကပြည့်စုံပြီဆိုပြီးတော့မှမာကုခန်းကြီး1အငယ်14-15မှာဖော်ပြထားတယ်သခင်ခရစ်တော်အဲ့ဒီအချိန်မှာတကယ်ပဲဒီမေရှိယအနေနဲ့ကြွလာခဲ့တယ်မရှိယတကယ်ပဲကြွလာသောအခါမှာကျမ်းစာမှာကြိုတင်ဖော်ပြထားသောဤပြတိတ်ကပြည့်စုံသွားတယ်တကယ်ကိုတိကျသွားတယ်ဒါကရဲ့အထောက်အထားဖြစ်ပါတယ်ဂလာတိခန်းကြီးလေးငယ်လေးအချိန်ကာလစစ်သောအခါအချိန်ကာလစစ်သွားသောအခါမှာသခင်ခရစ်တော်ဘုရားဒီလောကမှာကြွလာခဲ့တယ်ယေရုရှလင်မြို့ဗိမာန်တော်တည်ဆောက်ဖို့ရန်အတွက်ဥဒ္ဒတိုင်းတည်ဆောက်ဖို့ရန်အတွက်အမိန့်ကျလာတာ459 BC မှာမေရှိယကြွလာသောအချိန်483နှစ် AD 29မှာကြာခဲ့တယ်။သခင်ခရစ်တော်ဘုရားနှစ်ချင်းခံရမယ့်အချိန်နဲ့အဲ့ဒီအချိန်မှာပဲဝက်တိကြာခဲ့တယ်။သခင်ခရစ်တော်ဘုရားကမေရှိယဖြစ်တယ်ဆိုတာကိုကျမတို့အတိအကျကျမ်းစာထဲမှာဖော်ပြထားသလိုပဲအဲ့ဒီအချိန်မှာဖြစ်လာတဲ့အတွက်ကြောင့်ကျမ်းစာမှာဖော်ပြထားသောအရာကကျမတို့ယုံလို့ရတယ်။ကျမ်းစာကအမှန်တရားဖြစ်တယ်ဆိုတာကိုကျမတို့သိရှိရတယ်။ဒေလာခန်းကြီးကိုအငယ်26-29ထိုတည်င်း60တည်င်းလွန်ပြီးမှခရစ်တော်သည်အခွင့်မရဘဲအသေးသက်ခြင်းကိုခံရလိမ့်မည်ထိုနောက်မှလာသောသခင်၏လူတို့သည်မြို့တော်ကို၎င်းသက်ရှင်ဌာနကို၎င်းဖြိုဖျက်ကြလိမ့်မည်တည်င်း60တည်င်းလွန်ပြီးမှခရစ်တော်သည်အခွင့်မရဘဲနဲ့အသေးခံရမယ်တည်င်းတွင်လူအများတို့နှင့်ပဋိညာဉ်ဖွဲ့ခြင်းရှိ၍ထိုတည်င်းတဝက်တွင်ဤပူဇော်ခြင်းနှင့်စက္ကပ်ခြင်းကိုပပျောက်စေလိမ့်မည်တည်င်းအတွင်းမှာထိုတည်င်းရဲ့တဝက်မှာဤပူဇော်ခြင်းနဲ့စက္ကပ်ခြင်းကပပျောက်သွားလိမ့်မယ်ဘာလို့ဆိုလိုတာလဲသခင်ခရစ်တော်ကလူသားတွေအတွက်သိုးအနေနဲ့လာပြီးတော့မှအသေးခံတယ်ယသတ္တပရဲ့အလယ်မှာအသေးသက်ခံရမယ်လို့ပြောထားတယ်သခင်ခရစ်တော်ဘုရားနှစ်ချင်းခံပြီးတော့မှသူမှုတော်ဆောင်3နှစ်ခွဲပဲAD 31မှာအဲ့ဒီအချိန်မှာသူ့ကိုကာရိုင်တင်တက်ခဲ့တယ်ကျန်းစာဖော်ပြထားတဲ့အတိုင်းဖြစ်နေခဲ့တယ်တစ်ပိခန်းကြီးနှစ်အငယ်20နှစ်ထိုသခင်သည်ဒုစရိုက်ကိုမပြုနှုတ်တော်၌လည်းမူတာကိုရှာမတွေ့တိတ်ကောခန်းကြီး15ငယ်3ခရစ်တော်သည်ကျန်းစာလာသည့်အတိုင်းငါတို့အပြစ်ကြောင့်အသေးခံတော်မူ၏ယရှာခန်းကြီး53ငယ်5ထိုသူသည်ငါတို့လွန်ကျူးသောအပြစ်များကြောင့်နာကျင်ထိုးခြင်းနှိပ်စက်ခြင်းကိုခံရလေသခင်ခရစ်တော်ခံရသောတည်ခြင်းညင်ပန်းနှိပ်စက်ခြင်းအမျိုးမျိုးနဲ့ကြုံတွေ့ရတယ်။ကျမတို့တိတ်ချစ်သောကယ်တင်ရှင်ဖြစ်တယ်။အိမ်လာခင်ရှိအိမ်လာခင်ကိုကတည်င်းကောင်းသခင်ခရစ်တော်ကကျမတို့အပြစ်ကနေကယ်တင်ဖို့ရန်အတွက်လာခဲ့တဲ့တကယ်ကိုတည်င်းကောင်းဖြစ်တယ်။ AD 29မှာနှစ်ချင်းခံတဲ့3နှစ်ခွဲအမှုတော်ဆောင်ပြီးတော့မှသူ့ကိုအဖေသက်တယ်
ဒိန်လာခင်ကြီးကိုငယ်နဲ့19ကိုတသင်းတွင်လူအများတို့နှင့်ပဒိန်ကြီးဖွဲ့ချင်ရွှေထိုသင်းတဝက်တွင်ရစ်ပူစော်ခြင်းနဲ့စက္ကတ်ခြင်းကိုပပြောင်းစေလိမ့်မည်ယွန်ရှာဖွေသောအရာဤအထွတ်ပေါ်သို့ပြက်စီသောသူတွေရောက်၍စီရင်ဆုံးဖြတ်သောသုတ်တင်ပယ်ရှင်းခြင်းသည်ပြက်စီအပ်သောသူတို့ကိုမလွမ်းမိုးမီတိုင်အောင်ထို့သောဖြစ်လိမ့်မည်ဟုကြားပြော၏ဟေဘဲခန်းကြီး30အငယ်16-19မှာနောင်ကာလအခါသူတို့၌ငါပေးသောပဋိညာဉ်တရားဟုမူကားငါထာဝရဘုရားသည်ငါပညာတို့ကိုသူတို့နှလုံးထဲမှာသွင်းပေးမည်သူတို့စိတ်ဝိညာဉ်ပေါ်မှာရေးထားမည်ဟုအထက်ကအမိန့်တော်ရှိတော်မူပြီးတဖန်တော့သူတို့အပြစ်မှားခြင်းလွန်ကျူးခြင်းအမျိုးမျိုးကိုငါမအောင်မေ့ပဲနေမည်ဟုလာသည်တခင်ခရစ်တော်ဘုရားသုံးနှစ်ခွဲမှုတော်ဆောင်ပြီးသွားတဲ့အချိန်မှာသူ့ရဲ့ပဋိညာဉ်ကိုသူ့ရဲ့တပည့်တော်တွေနဲ့အပြီးသတ်ခဲ့တယ်။တကတိပေးထားသောအရာကပြည့်စုံခဲ့တယ်။အဲ့ဒီအငယ်ဆုံးကြည့်အောင်အစာဦး၌ဘုရားတခင်ဟောပြောတော်မူသောဒေသနာစကားတော်ကိုကြားရသောသင်တို့သည်ယုံလောက်သောသက်သေအားဖြင့်ငါတို့အားဆင့်ဆို၍ဟောပြောသောဤမြလောက်ကြီးစွာသောကယ်တင်တော်မူခြင်းတရားကိုငါတို့သည်နားမထောင်ဘဲနေလျှင်အပြည့်တန်နှင့်အဘယ်သို့လွတ်ကြလိမ့်မည်နည်းယူလူမျိုးတယ်မေရှိယကိုယ်တော်တိုင်သူတို့ကိုသာသနာပြုတဲ့ဟောပြောတဲ့သင်ခဲ့တယ်မလက်ခံဘူးသူတို့ယုံနိုင်သမျှအချက်အလက်သက်သေသူလို့ချင်တော့နမိတ်လက္ခဏာအကလုံးတွေ့ရလက်မခံကြသူတို့နဲ့အပြစ်မကင်းဘူးတခင်ခရစ်တော်ဘုရားကသူ့ရဲ့ယူလူမျိုးတွေအတွက်အရင်ဆုံးသူ့တပည့်တော်တွေကိုပို့ဆောင်ခဲ့တယ်အထူးသဖြင့်ဧဝံဂေလိသတင်းစကားကိုဝင်ငါသောအခါမှာမဿခင်း30ငယ်9ထိုတစ်ကြိမ်နှစ်ပါးသောသူတို့ကိုယေရှုသည်ဆေလွတ်တော်မူ၍သင်တို့သည်တပါးအမျိုးသားတို့ရှိရာသို့မသွားကြနှင့်ရှမာရိမြို့ရွာသို့မဝင်ကြနှင့်ဣသရေလအမျိုးပြောင်းလဲသောသူများရှိရာသို့အရင်သွားကြလောဆိုပြီးတော့မှခင်ခရစ်တော်ကသူတပည့်တော်ကိုမှာထားခဲ့တယ်။နောင်တရဖို့ရန်အတွက်နှစ်ပေါင်း490တိုင်အခွင့်အရေးရှိတယ်။လူမျိုးတစ်မျိုးလုံးအနေနဲ့နောင်တရဖို့ရန်အတွက်အခွင့်အရေးရှိတယ်။သို့တော်သူတို့နောင်တမရခဲ့ဘူး။AD 34မှာတမန်တော်ခရစ်73ငယ်46ထိုအခါပေါလုနှင့်ဘာနဗတို့ကဘုရားသခင်နှုတ်ကပတ်တရားတော်ကိုသင်တို့အားရှေ့ဦးစွာဟောပြောရ၏သို့တော်လည်းသင်တို့သည်ပယ်၍ထာဝရအသက်ကိုမိမိတို့မခံထိုက်သည်ဟုမိမိတို့စီရင်ကြသောကြောင့်ထာဝရဘုရားသည်မာတော်မူသည့်အတိုင်းသင်တို့ငါတို့သည်မျက်နှာကိုလွှဲ၍တပါးအမျိုးသားတို့စီသို့လက်ကြ၏သူတိတ်ချစ်တော့ဂျူးလူမျိုးတွေအတွက်သူလာတယ်ဂျူးလူမျိုးတွေသူလက်မခံပြီးနောက်ပိုင်းမှာသတင်းစကားကတပါးအမျိုးသားတွေစီကိုရောက်သွားတယ် AD 34မှာတတိဖန်ကိုရဲနဲ့လူရှိသူရှိမှာပြစ်တက်ခဲ့တယ်သခင်ခရစ်တော်ဘုရားပြန်တက်ကြွသွားပြီးနောက်ပိုင်းမှာသူတို့သခင်ခရစ်တော်ဘုရားကိုလက်ခံဖို့ရအတွက်အခွင့်အရေးရှိခဲ့တယ်သို့တော့လက်မခံဘူးတပည့်တော်တွေဟောပြောခဲ့တော့သတင်းစကားလက်မခံဘဲနဲ့သခင်ခရစ်တော်ကိုညှင်းပယ်ခဲ့တယ်သခင်ခရစ်တော်ရဲ့ကယ်တင်စီမံကိန်းကိုလည်းသူတို့လက်မခံခဲ့ဘူးဘုရားသခင်လူမျိုးအနေနဲ့သူတို့ကိုညှင်းပယ်လိုက်တယ်အဲ့ဒီချိန်ကနေစပြီးတော့မှဣသရေလလူမျိုးဂျူးလူမျိုးကဖခင်ရဲ့လူမျိုးအနေနဲ့ဟုတ်ချင်းမခံရတော့ဘူးနောက်ပိုင်းတပါးမျိုးသားတွေကဝိညာဉ်ရေးရာမှာဂျူးတွေဖြစ်လာကြတယ်ဂလာတိခန်းကြီး3ငွေ29-29မှာခရစ်တော်၌အာဒီဆန်ကိုခံတော်သူရှိသမျှတို့သည်ခရစ်တော်ကိုယူတင်ဝတ်ဆောင်တော်သူဖြစ်ကြ၏ယေရှုခရစ်၌ယူဒာလူမရှိဟေလသလူမရှိကျွတ်မရှိလူလုံးမရှိယောက်ျားမရှိမိန်းမမရှိထိုသခင်၌သင်တို့အပေါင်းသည်အလုံးတစ်ဝါးတည်းဖြစ်၏ခရစ်တော်နှင့်ဆက်ဆိုင်လင်အာဗြဟံ၏အမျိုးအနွယ်ပင်ဖြစ်၏ဂတိတော်အတိုင်းအမွေခံ၏အရာ၌တည်ကြသည်ခရစ်တော်ကိုယုံကြည်ပြီးလက်ခံတော်သူတို့များအကုန်လုံးကဝိညာဉ်ရေးရာမှာဂျူးဖြစ်လာခဲ့ကြတယ်ယောမခန်းကြီးနဲ့ငွေ28-29မှာကျမတို့တယောက်ချင်းစီကသခင်ခရစ်တော်ဘုရားကိုလက်ခံပြီးယုံကြည်သောအချိန်မှာဝိညာဉ်ရေးရာမှာဂျူးဖြစ်လာခဲ့ကြတယ်။နှစ်ပေါင်း2300ပြည့်တွက်မယ်ဆိုရင်အချိန်ကဘလောက်ကျန်သေးသလဲ။တတိဖန်ကို AD 34မှာဂဲနဲ့ပြည့်သက်ပြီးတော့မှသတ်ခဲ့တယ်။ဆိုဒီကနေပြီးတော့မှဒီထိ2300 490အဆုံးနှစ်ပေါင်း1810နှစ်ပေါင်း2810ကိုပြန်ပြီးတွက်လိုက်ရင် AD 1844မှာကျသွားတယ်1844ဘယ်လိုတွက်တာလဲ AD 34နဲ့1810ပေါင်းလို့ရှိရင်1844အဲ့ဒီချိန်မှာကောင်းကင်နိုင်ငံမှာရှိသောဗိမာန်တော်တန်ရှင်းခြင်းပြုလုပ်မယ်အဲ့ဒီချိန်မှာတရားစီရင်ခြင်းစမယ်ဆိုပြီးတော့မှပြောပြခဲ့ပါတယ် AD 90မှာယေရုရှလင်မြို့မှာရှိသောဗိမာန်တော်ကိုယောမတွေဖျက်ဆီးခဲ့တယ်ဘုရားသခင်ကအချိန်ကိုသတ်မှတ်ခဲ့တယ်။AD 29မှာသခင်ခရစ်တော်ဘုရားကမေရှိယအနေနဲ့ဗိသိက်ပေးတာကိုခံခဲ့ရတယ်။ဗျာဒိတ်ကျန်ခင်14အငယ်6မှာနောက်ဆုံးသောခေတ်ကာလမှာဒီကောင်းကင်တမန်သုံးပါးသတင်းစကားတွေကိုလည်းလူတွေကကြွေးကြော်လိုက်မယ်။အဲ့ဒီမတိုင်ခင်မှာကောင်းကင်တမန်သုံးပါးသတင်းစကားဘယ်သူမှမဟောပြောဘူး။
ကဘာဦးကျန်းခင်းကြီးချအောင်ငယ်သုံးမှာဘုရားသခင်ကလည်းငါဝိညာဉ်သည်သူတို့နှင့်လူတို့တွင်အစဉ်မဆုံးမရအကြောင်းမူကားလူတို့သည်အသာဖြစ်ကြ၏သူ၏သက်တမ်းသည်လည်းဘလောက်အနည်း120ဖြစ်လိမ့်မယ်ရေလွှမ်းမိုးလိုက်တော့အချိန်မှာလူတွေတအားဆိုရတဲ့ကြောင့်ရေနဲ့လွှမ်းမိုးလိုက်တယ်အဲ့တရားစီရင်တဲ့ရလက်ကလူသားကအသက်120လောက်ပဲအသက်ရှင်ရတော့မယ်ဖြစ်ပျက်ခဲ့တယ်တန်ရေလခေတ်တုန်းကလည်းအဲ့အတိုင်းပဲဖယားသခင်ကသူ့ရဲ့နောက်ဆုံးသောတရားစီရင်သောအချိန်1844မှာတရားစီရင်ခြင်းစတင်ပါပြီအင်္ဂလိပ်စကားက atonement လို့ခေါ်တယ် atonement သဘောတူညီသောအချိန်အပြစ်တရားကိုစัจ java တစ်ခုလုံးကနေပြီးတော့မှဖယ်ရှင်းဖို့ရန်အတွက်စာနမနာလူစီဖာတကိုရှိသောဤကောင်းကင်တမန်ကဘုရားသခင်ရဲ့အုပ်ချုပ်မှုကမမျှတဘူးဆိုပြီးကြွေးကြော်ပြီးတော့မှသူ့နဲ့အတူကောင်းကင်တမန်သုံးဖို့တပုံကစာနမနာရဲ့ပုံကံမှုအောက်မှာပါခဲ့တယ်ဒီနေ့ဒီချိန်မှာဘုရားကိုစန့်ကျင်နေသောသူတွေအပြစ်တရားကိုစိုက်တော်သူတွေကျမ်းစာကိုမုံတော်သူတွေအပြစ်တရားကြောင့်နှလုံးနာကျင်ခြင်းတွေလူတွေကျမ်းစာနဲ့ပတ်သက်ပြီးမှရှုပ်ထွေးလာတယ်တက်တာမှာဝမ်းနဲ့အပြာမှုတွေကြုံတွေ့နေရသောသူတွေတော်တော်များများအပြစ်တရားရဲ့အခါပေချင်းရလက်တွေကိုကြုံတွေ့ရတယ်။ပေချင်းတရားဆိုတာဖြစ်လာတယ်။ဒါနဲ့ကြံခဲ့21ငယ်ရှင်းမှာတောင်းတတော်သူမယုံကြည်တော်သူဆက်စုပ်ရွံ့ရှာဖွေတော်သူလူအသက်ကိုတတ်တော်မကောင်းမှုမှန်သမျှမိမှာဖြစ်စီခြင်းခံရမယ်။ကင်ဆာကခန္ဓာကိုယ်မှာပြန့်ပွားသွားသလိုမျိုးပဲ။ဒီဆက်ကြော်ရာတစ်ခုလုံးမှာအပြစ်ပြတ်နေတာတအားကိုမြန်တယ်။ဒါနဲ့ကြံခဲ့12ငယ်9ကိုမှာဘုရားသခင်ကလူစီဖာနဲ့သူ့ရဲ့ကောင်းကင်တမန်တွေကိုကောင်းကင်ကနေပြီးတော့မှပြေချလိုက်တယ်။နောက်ပိုင်းလူစီဖာကသူ့နာမည်စာဒန်ဆိုပြီးဖြစ်သွားတယ်။လူတွေကိုလက်ပြတော်သူဖြစ်သွားတယ်။သူနဲ့အတူလိုက်ပါလာသောကောင်းကင်တမန်တွေကကြာရှုံသွားသောကောင်းကင်တမန်တွေနတ်ဆိုတွေဖြစ်သွားတယ်။အာဒန်နဲ့အေဝါကိုစာဒန်ကအပြစ်လုပ်ဖို့ရန်အတွက်လက်ဖြာခဲ့တယ်။အပြစ်တရားရဲ့ရလက်ကတအားကိုဝမ်းနဲ့ကြေပွဲဖို့ကောင်းပါတယ်။အကောင့်နဲ့အစွန်တိုက်ပွဲကတကယ်တမ်းကြည့်မယ်ဆိုရင်အခုကနတ်ဆိုးကနိုင်နေသလိုဖြစ်နေတယ်။မျောလင်းချက်မဲ့သောအခြေအနေမှာဖြစ်နေသလား။ကျမတို့ရဲ့အပြစ်ကနေလွတ်မြောက်နိုင်ဖို့သူ့ရဲ့အသားအသက်ကိုပေးခဲ့တယ်။အပြစ်သားတိုင်းအကုန်လုံးအတွက်ဖြစ်တယ်။ကျမတို့သခင်ခရစ်တော်ရဲ့လာပြီးအသေးခံခြင်းကိုလက်ခံတယ်ဆိုရင်လူသားနီးတိုင်းကြုံတွေ့နေရသောအပြစ်နဲ့ပတ်သက်တဲ့အပြစ်ရှိပါတယ်ဆိုသောခံစားချက်ကပျောက်ကင်းသွားမှာဖြစ်ပါတယ်။ဗရိတ်ခင်3ငယ်20မှာဘုရားသခင်ကကျမတို့တယောက်တိုင်းစနှလုံးသားကိုတောင်းခံနေတယ်။ကျမတို့နှလုံးသားထဲဝင်လာခြင်းနေတယ်။ကျမတို့ဘက်မှာဖိတ်ခေါ်ဖို့ရန်အတွက်လိုအပ်တယ်။အသက်သောလူသားအနေနဲ့ပြန်လည်ပြီးတော့မှအသက်ရှင်စေခြင်းတယ်။ဆန္ဒမနာရဲ့စုံနောက်ဆက်ခြင်းမကောင်းမှုကိုကျော်လွှားနိုင်ဖို့ရတဲ့တကိုးခွန်အားကိုလည်းကျမတို့သူပေးနိုင်တယ်။ကျမတို့ကိုဘုရားသခင်ရုပ်လုံးတော်နဲ့ပြန်ပြီးတော့မှဖန်တီးပေးခြင်းတယ်။သစ္စာဆက်ဘုရားသခင်ကျမတို့ပြန်လည်ပြီးတော့မှဖန်တီးပေးနိုင်တယ်။ကျမတို့တွေဘုရားသခင်ရဲ့ပုံတော်ကိုဒီနေ့လိုချင်ကြသလား။မကောင်းမှုအိမ်မှန်သမျှအကလုံးကဒီတိုင်းဆက်မရှိဘူးတနေ့ပြည့်စည်သွားမှာဖြစ်ပါတယ်။ဆန္ဒမနာရဲ့ဘုရားသခင်ကမတရားဘူးဘုရားသခင်ကအာနာရှင်ဖြစ်တယ်လို့လူတွေကိုယုံစေခြင်းတယ်။ဒီနေ့ဒီချိန်မှာကျမတို့တွေဘယ်သူနောက်ကိုလိုက်ကြမှာလဲ။ဆန္ဒမနာနောက်ကိုလိုက်ကြမှာလား။တရားစီရင်ခြင်းကြားရောက်လာပြီလို့ပြောတဲ့အခါမှာလူတိုင်းကဘုရားသခင်ရှေ့တရားရုံးတော်မှာမတက်ထားရမှာဖြစ်ပါတယ်။ဒီနေ့ဒီချိန်မှာရွေးချယ်သောဆုံးဖြတ်ချက်အကုန်လုံးအထူးသဖြင့်ခရစ်တော်ကိုဝတ်ပြုကိုးကွယ်ဖို့ရန်အတွက်ကျမတို့ဆုံးဖြတ်သလားမဟုတ်လို့ရှိရင်စာတန်နောက်ကိုလိုက်မလားဒီကနေ့ဆုံးဖြတ်သောအရာကကျမတို့ရဲ့အနာဂတ်အတွက်ပဲဖြစ်ပါတယ်အနာဂတ်လို့ပြောတဲ့အခါမှာထာဝရသက်လားထာဝရတည်ခြင်းလားအဲ့ဒီနှစ်ခုပဲရှိပါတယ် Day of Atonement လို့ပြောတဲ့အခါမှာတရားစီရင်သောနေ့ကောင်းကင်နိုင်ငံမှာရှိသောဗိမာန်တော်ကိုသန့်ရှင်းသောအချိန်လို့ခေါ်တယ်လောကမှာရှိသမျှသောအပြစ်အကလုံးစัจ java မှာရှိသောအပြစ်အကုန်လုံးကိုစေကျော်ဖို့ရန်အတွက်အချိန်ဖြစ်ပါတယ်အဲကြောင့်မို့ကောင်းကင်တမန်3ပါးတည်င်းစကားကကျမတို့တွေကိုကောင်းကင်ရဲ့မြေကြီးကိုဖန်ဆင်းတော်မူသောအရှင်ကိုဝတ်ပြုကိုးကွယ်ဝေယံအတွက်ကျမတို့ကိုဖိတ်ခေါ်နေပါတယ်ဒီသမတရားပေါ်မှာကျမတို့ယုံကြည်ချက်တွေကိုအခြေခံနေသလားလူတချို့ကပြောလဲဆိုတော့490အချိန်ကဒီ Antichrist ကြီးဆိုသောအချိန်ကာလလို့ပြောကြပါတယ်နှစ်ပေါင်း490ကဒန်ယေလအနာဂတိကျမ်းခွဲနှစ်ပေါင်း2300ကနေပြီးတော့မှဖြုတ်လိုက်ဆိုပြီးတော့မှလူတွေတော်များများကပြောကြတယ်ကျမ်းစာထဲကနေပြီးတော့မှအဲ့ဒီအချိန်ကိုကျမတို့ဖြောက်ပြလိုက်မယ်ဆိုရင်နှစ်ပေါင်း2300သတင်းစကားအထူးသဖြင့်ဤပြတဲ့ကအတိတ်ပဲမရှိတော့ဘူးဖြစ်သွားလိမ့်မယ်အဲ့ဒီအချိန်ကလည်းဇက်တိုက်ဖြစ်နေတော့အချိန်လည်းမဟုတ်ဘူးနောက်ဆုံးနေနဲ့ပေါ့နော်မေရှိယကလာပြီးတော့မှအသေးခံသွားမယ်ဒီပူဇော်ခြင်းစက္ကပ်ခြင်းကိုပပျောက်သွားလိမ့်မယ်ဒီနေ့ချိန်မှာကျမတို့အပြစ်လုပ်သောအခါမှာသိုးတွေကိုဗိမာန်တော်ထဲမှာသယ်လာသေးလားသိုးတွေတတ်တာမျိုးမလုပ်တော့ဘူးပြီးသွားပြီဒုစရိုက်ရဲ့အပြစ်ကိုဘုရားကလုံးဝဖယ်ရှင်းလိုက်မယ်အပြစ်တရားကထာဝရတည်ရှိနေမှာမဟုတ်ဘူးထိုသတင်းတဝက်မှာမေရှိကလာပြီးတော့မှအသေးခံရမယ်ဆိုပြီးတော့မှကျမ်းစာကဖော်ပြထားတယ်ဒီပေါင်း2000နဲ့ပတ်သက်ပြီးတော့မှအချိန်မီဖြစ်လာတော့အခါမှာကျမတို့လက်ထက်မှာရှိသောနှုတ်ကပတ်တရားတော်ကယုံကြည်ကိုးစားလို့ရတယ်
သခင်ခရစ်တော်ကလူသားတွေကိုအပြစ်မကယ်တင်သောမေရှိယဖြစ်တယ်ဆိုတာကိုအပြည့်အဝယုံကြည်လက်ခံလို့ရတယ်ဒီနေ့ဒီချိန်မှာခရစ်တော်ကသင်အတွက်လာပြီးအသေးခံခြင်းကိုသင်လက်ခံသလားသခင်ခရစ်တော်ကိုသင်ရဲ့အသက်တာမှာဖိတ်ခေါ်ပြီးတော့မှသင်ရဲ့အသက်တာရဲ့အပြည့်နဲ့အကုန်လုံးကိုစေကြောပြည့်စေခြင်းသလားသင်ကအသက်တော်အသက်တာအနေနဲ့သက်ရှင်စေခြင်းသလားဒီမိကိုနဲ့ယေရှုရဲ့နှလုံးသားမှာဖြည့်ဆို့ပေးပါခဏလေးဆုတောင်းရအောင်လေနော်